အားလုံးပဲမင်္ဂလာပါရှင်ဖယစ်နောင်မင်းတရားကြီးရဲ့နောင်ရိုးတိုက်ပွဲဟာမြန်မာသမိုင်းမှာထင်ရှားလာတဲ့တိုက်ပွဲတစ်ပွဲဖြစ်ပါတယ်ရှင်ခရစ်နှစ်1938ခုနှစ်မှာတောင်ငူဘရင်တပင်းရွှေသေးသည်မွန်တုံဟန်တာဝလီကို၃ချိန်မြောက်တိုက်ခိုက်သိမ်းယူရာမခိုခါနိုင်တော့သည်မွန်ဘရင်သူရှင်တကာရွတ်ပီဟာမိမိနောက်လိုက်နောက်ပါများကိုခေါ်ဆောင်သည်ဟန်တာဝရီတပ်တို့နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြပါတယ်နောင်ရိုးအရက်တို့ရောက်လင်တစ်ဖက်ကန်းရှိရန်သူတပ်၏အင်အားကိုစုံစမ်းစေရာဟန်တာဝရီမွန်တပ်မှာကြော်ထင်နောယော့ထာတပ်ထက်ရှစ်ဆော့မြအင်အားကြီးတွေကိုကြော်ထင်နောယော့တွေကူကြောင့်ရောက်တင်ကြလေတဲ့ထိုအခါကြော်ထင်နောယထာကစစ်တို့ဤတဘောမှာအင်အားကြီးတဲ့ငယ်တဲ့မှာပဒါနမဟုတ်သူရတက်တိနေစစ်ပရိရဲ့ကျွဲဝမှုသာအတိကောက်ဖြစ်သည်ဟုဆိုကချောင်းကိုကူးရန်စီစဉ်စေခဲ့တယ်အဲ့ဒီအချိန်မှာနောက်မှတပင်းရွှေထီးဤမင်းသည်အမိန့်တော်ရောက်လာပြီငါမရောက်သေးရင်စစ်ကိုမတိုက်နဲ့ငါကိုစောင့်ဦးငါကိုတော်တိုင်းရန်သူတို့ကိုခြေမုံတိုက်ခိုက်လို့သည်ဟိုအမိန့်တော်ပါလိုက်တယ်ဒီချိန်မှာကြော်ထင်နောယထာကအရှင်ဘုံတော်ကြောင့်ရန်သူတို့ကိုအောင်မြင်ပြီးလေပြီဟိုပြန်လဲလျှောက်တင်ခဲ့တယ်အဲ့ဒီနောက်ချောင်းကဖက်ကန်းကိုကူးလို့အပြီးမှာဖောင်များအားလုံးကိုဖျက်ဆီးဖို့ကြော်ထင်နောယထာကမိန့်လိုက်တယ်ထိုအခါစစ်မှုတို့ကအရှင်ဘီစစ်ကိုမတိုက်ရသေးမီကပင်အောင်မြင်လေသည်ဟုမင်းတရားတပင်ရွှေထီးထန်ရှောက်စေခဲ့သည်ယခုလေဖောင်တို့ကိုဖျက်ဆီးသည်အကယ်လို့များစီအေးမလာပဲရှုံးနှင်ခဲလျန်အားကိုအားထားပြုပြီးပြေးရန်ဖောင်များကိုမဖျက်တင်ကြောင်းပါအရှင်မင်းမြတ်ဟုနောက်ပါစစ်သေးတွေကရှောက်တင်ကြတယ်ဒီလိုနဲ့ကြော်ထင်နောယထာကဖောင်တို့ကိုမဖျက်လျင်အနှဲငယ်စစ်ရဲမလပဲညစ်တွေ့လျင်နောက်တော့လှဲ့ပြေးရန်စဉ်းစားကြလိမ့်မယ်။ဖောင်တို့ကိုဖျက်မှရှက်မှရန်သူနောက်မှရေဘေးဟူသောအသည့်ထင်အနိုင်တိုက်ရန်စိတ်ရှိကြလိမ့်မယ်။တစ်ကိုအနိုင်တိုက်ရန်ချစ်ပြီးရှုံးပြီးတေကြလင်အဖြစ်တင်ရန်မတက်နိုင်တော့တေတော်သူကိုဘလို့လို့အဖြစ်တင်နိုင်မည်နဲ့ဟူဆိုကကူးလာတဲ့ဖောင်အားလုံးကိုဖျက်စီပြီးစစ်ကိုတိုက်ကြလေတဲ့ကြော်ထင်နောရထာသည်တိုက်ခိုက်ရန်အတွက်ဒွိစားတီပါဖြူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်ထောမိုင်းရဲကိုစင်စငါမြင်းနရစစ်တီထုံထောင်ဖြင့်ညာတောင်ပန်းဗရတင်ကြံကိုစင်စငါမြင်းနရစစ်တီထုံထောင်ဖြင့်ဘဲတောင်ပန်းမိမိကိုယ်တိုင်ကမူစင်20မြင်းထောင်စစ်တီ4ထောင်ဖြင့်အလဲကျောင်းမှတိုက်သည်တိုက်ပွဲစသည်နဲ့တောင်ငူတက်သည်မွန်တက်တို့ကိုတပြိုင်တည်းထိုးစစ်စစ်တိုင်၍ရွတ်ချွန်တိုက်ခိုက်ကြလေမိမိတက်ကိုအထင်သေးကပေါ့လျော်နေသည့်ဟန်သားပရီမွန်တက်ကြီးမှာအမှန်တကယ်ရင်ဆိုင်ရာတွင်တောင်ငူတက်သည့်ရွတ်ချွန်တိုက်ခိုက်မှုကိုခံရသဖြင့်အပြက်စီးများလေတဲ့မွန်တက်မှုပညာဒလာကစင်ပေါ်မှစင်ကမြင်းဖြင့်ပြည်သို့ပြေးလေတဲ့ကြံစစ်သူကြီးမင်းရဲအောင်နိုင်မှစင်ထက်မှပင်ကြဆုံးသွားတယ်ဒီလိုနဲ့ကြော်ချင်နောရထာရဲ့ရဲရင်တဲ့သူ့ရဲ့တတိပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့်မိမိတပ်ထက်အစာပေါင်းများစွာကြီးလုံးတဲ့ဟန်သားဝလီတပ်ကိုတောင်ငူတပ်များကအနိုင်ယူခဲ့တာယနေ့ချင်းထိသမိုင်းတွင်နေစေပါဒီလိုအောင်မြင်ပြီးနောက်တရက်နက်မှာနောက်ကလိုက်လာတဲ့တပင်ရွှေထီးတပ်များရောက်လာရာရန်တို့တပ်ဟန်သားဝလီဘက်မှဖမ်းဆီးမိသည့်စင်မြင်းလက်နက်နဲ့စစ်တုံးပန်းအများအပြားကိုကြော်ထင်နောရထာကဆက်တက်လိုက်ရာမင်းတရားရွှေထီးကျင်းနဲ့လုံးလာသဖြင့်အဲ့အချိန်မှစ၍ရှင်ရဲထုတ်ခေါ်ကြော်ထင်နောရထာကိုဖယစ်နောင်ဟူသောပွဲအမိကိုပေး၍လှိုင်မြို့ကိုထပ်တိုးစားစေခဲ့ပါလေအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်